Deadpool လိုမျိုးနှစ်လောက်နေထိုင်ကြည့်မယ်ဆိုရင်ဘာတွေကြုံတွေ့ရမလဲပထမဆုံးနေတနတ်တွေဓာတ်တွေဝိုင်းရံထားတဲ့ကြားမှာတင်းနိုးထလာပြီးနိုးလာကလေးကသွေးတွေကထွက်နေပြီကြီးစံတွေကိုခလုတ်တိုက်မိပြီးလက်နက်မှာပြိမိတာတွေလုံမိပေမဲ့နာကျင်မှုကိုတင်းရဲမောကြော်ဖြတ်နေတယ်ဇီကပေါ်အနီအောင်မင်းတစ်ဖုံးတစ်ခုကတင်းမျက်နှာနဲ့ကွက်တီတောင်မဖြစ်ဘူးပထမအပတ်ကုံဆုံးချိန်ဘရန်ပတာရှော့ထွေးမှုတွေကနေ့စဉ်လှုပ်ရိုးလှုပ်စဉ်တစ်ခုလိုဖြစ်လာတယ်ခေါင်းမိုးတွေပေါ်ပြေးလွှာတာတကားတွေကိုဝုန်းကနေဝင်တိုက်ဖွင့်တာဒဏ်ရာအနာတရားတွေမကြာခဏရနေတာတွေဖြစ်လာတယ်နာကျင်မှုတန်ခံလာရပေမဲ့တင်းရက်မသွားပဲဆက်လှုပ်ရှားနေတယ်တလအကြာတင်းရဲ့တိုက်ခိုက်ရေးစွမ်းရည်တွေတိုးတက်ပြောင်းလဲလာတယ်ကြည်ဖြစ်ရတာပိုတွက်လက်လာတယ်ဓာတ်ချက်တွေပိုတိကျထပ်မြက်လာပြီးတိုက်ခိုက်နေရင်တန်းလန်းတောင်ဟာတာတွေပြောနိုင်လာပြီဝစ်စုံကလည်းပုံစံကျလာတယ်အသားချက်နဲ့လက်အိတ်တွေဆိုလဲပိုခိုက်ခန့်လာတယ်သုံးလအကြာခနာကိုကဒီလိုရှုပ်ထွေးပွေလီတဲ့အခြေအနေနဲ့လိုက်လျော်ညီထွေဖြစ်လာပါပြီပောက်ကွဲမှုတွေကြောင့်လွင့်စင်သွားရင်အောင်လိမ့်လိုက်ပြီးနောက်ထပ်တိုက်ပွဲတစ်ခုစီတန်းဝင်ရောက်သွားနိုင်တယ်တန်ကြကားတွေကနေရာတကျဖြစ်လာသလိုတနတ်အိမ်တွေကလည်းခိုင်မြဲနေပြီ6လအကြာဒမင်းတက်ကိုညစ်ပြီးတိုက်ခိုက်တတ်လာတယ်ပိုကောင်းတဲ့တုံ့ပြန်တိုက်ခိုက်မှုမျိုးလုပ်နိုင်မှုကိုယ့်ဘက်ကအထိခံပြီးများခွန်တက်လာတယ်နာကျင်မှုဆိုတာကလည်းတိတ်အရေးမပါတော့သလိုဖြစ်လာတယ်တင်းဝစ်စုံကလည်းပြီးပြေဆုံးလူနီးပါပဲဖြစ်နေပြီတနေ့အကြာတေဝေနေတာမျိုးလုံးဝမရှိတော့ဘူးတနတ်ထန်တွေဓားသွားတွေနဲ့ပောက်ကွဲတန်တွေကတင်းရဲ့စီးချက်ကိုမပြည့်စည်နိုင်တော့ဘူးအခုဆိုရင်တင်းဟာဒဏ်ရာအမားသွေးတွေနဲ့ဝစ်စုံအပြည့်အစုံစိတ်မြန်းထားပြီးဖြစ်တယ်နှစ်နှစ်အကြာဘရန်ပတာဖြစ်နေတဲ့အခြေအနေတွေကတင်းကိုမလွှဲမိုးနိုင်တော့ပါဘူးတင်းဟာအချိန်တိုင်းရဲမိုးနေရင်းနဲ့ပဲအဲ့ဒီအခက်အခဲတွေကြာဖြတ်တန်းသွားလာနိုင်တာပါပြီ